ပြင်သစ်တွေငါတို့ကိုကြောက်နေရမယ်လို့စိန်ခေါ်လိုက်တဲ့လာမီယာမှာဒါကိုကိုနာတေးကဘလို့ပြန်တုတ်ပြန်လိုက်လဲဟေးဘောလုံးဝါသနာရှင်တို့ရေကမ္ဘာဖလားဆီမီဖိုင်နယ်ပွဲကြီးပွဲကောင်းမတိုင်ခင်မှာပဲစပိန်ရဲ့ကျဲပွင့်လေလာမီယာမာနဲ့ပြင်သစ်ခံစစ်မှုကိုနာတေးတို့ကြားကစကားစစ်ထိုးပွဲကတကယ်ကိုအရှိန်ဟုန်ပြင်းထန်နေပါတယ်ဗျာစပိန်ကျဲပွင့်ယာမာကပြင်သစ်တို့ငါတို့ကိုကြောက်နေရလိမ့်မယ်လို့ကြုံဝလိုက်တဲ့အပေါ်ပြင်သစ်ခံစစ်မှုကိုနာတေးကတော့လုံးဝကိုအေးဆေးပါပဲသူကပြင်သစ်ကဘသူ့ကိုမှကြောက်စရာမလိုဘူးအဓိကကနှိမ့်ချမှုရှိရှိနဲ့ကစားဖို့ပဲသူပါပဲပြောငါတို့ကတော့ပွဲအတွက်အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုပြီးခမိုက်မိုက်တုတ်ပြန်လိုက်တာပါဒါတွေမကသေးဘူးဗျကိုနာတေးကစပိန်တင်းကိုယာမတယောက်ထဲလို့မမြင်ပဲတတင်းလုံးရဲ့စုဖွဲ့မှုကိုသတိထားနေတာပါပြီးခဲ့တဲ့ယူရို2024တုန်းကစပိန်ကိုရှုံးခဲ့တာဟာခံစစ်ပိုင်းအတွေ့အကြုံတွေကြောင့်ဖြစ်ပြီးအခုတခါတော့ရလဒ်တွေပြောင်းလဲဖြစ်ဖို့မျှော်လင့်နေပါတယ်နောက်ပြီး Real Madrid အသင်းစီပြောင်းရွှေ့ဖို့တေချာသွားလို့ပြောနေတဲ့ကိုနာတေးတယောက်လက်ရှိမှာတော့သူ့ရဲ့အဓိကရည်မှန်းချက်ဖြစ်တဲ့ပြင်သစ်အသင်းကိုကမ္ဘာဖလားဗိုလ်လုပွဲစီခေါ်ဆောင်သွားဖို့ပဲအာရုံစိုက်ထားပါတယ်ကဲဘောလုံးပရိသတ်ကြီးရေတကယ်ကိုအကျိတ်အနေရှိမဲ့ဒီပွဲကြီးမှာရောဘယ်သူနိုင်မယ်လို့ထင်ပါသလဲစပိန်လားပြင်သစ်လားကိုမက်မှာခံမှန်းပေးခဲ့ကြအောင်နော်